ဆိုဒီနေ့ emotion စိတ်ခံစားချက်နဲ့ပတ်သက်တဲ့စကားလုံးလေးလေ့လာကြည့်အောင်ပေါ့နော်အဲ့တော့ပထမဆုံးတစ်လုံးကခူးငိုတာရှောက်ရည်ရကောင်းရှင်းဆိုရင်ဝမ်းသာတာပျော်ရွှင်တာကောင်းရှင်းနောက်ခုရှင်းဖန်ကြတော့စိတ်လှူရှားတဲ့စိတ်အားထက်သန်တာအိတ်စိတ်ဖြစ်တဲ့ဟာလေးကိုရှင်းဖန်လို့ခေါ်တယ်နန်းကော့ကြတော့ဝမ်းနေတာနောက်တစ်ခုရှမ်းချိကြတော့စိတ်ဆိုးတာနောက်တစ်ခုကျင်ကြောင်းကြတော့အဲ့လိုမျိုးစိတ်ဖိစီးပြီးတော့စိတ်လှုပ်ရှားနေပေါ့အဲ့လိုမျိုးစင်မော်တဲ့အချိန်အင်တာဗျူးတဲ့အချိန်တို့စောင်းမဖြေတဲ့အချိန်တို့အဲ့လိုမျိုးချိန်ဒီမှာဖြစ်တဲ့ခံစားချက်ပေါ့နော်နောက်တစ်ခုကကျတော့တန်းရှင်းကြတော့စိုးရိမ်တာတခုခုကိုစိုးရိမ်နေဆိုတန်းရှင်းနေသုံးလို့ရတယ်နောက်တစ်ခုချင်းရကြတော့ဒီလိုမျိုး surprise ဖြစ်တာပေါ့နော်အားတင်တာအဲ့လိုမျိုးချင်းရနောက်တစ်ခုကကျတော့ hyper ဆိုတာကကြောက်တာ hyper